ဘယ်ရောက်နေလဲဆိုတော့ဒါတွေကတပ်ပုံကြိုက်မှာဆိုတော့လေပန်းချံရောက်နေပါလေရှင်ဒီပန်းချံကတော့နှင်းစီပန်းနေခူးလိုက်ချင်တယ်တော့သိလားမကြည့်ပါဘူးနှင်းစီပန်းနေတောက်လိုက်တာတော့တော်လှလာဟဲ့ကြည့်ပါPeterမတော်လှလာတော့ဟဲ့ပန်းနေကြည့်ပါဦးလှလိုက်တာမကြည့်အောင်လှလှလို့ဆိုတာမနေ့ပြန်တင်ခဲ့ကဲ